ရှမ်းပြည်ဘက်ကဒေါ်ရွာလေးတွေမှာချက်စားတဲ့မုံညင်းဟင်းလေးတစ်ခွက်ချက်ပြမှာပေါ့နော်လွယ်လွယ်ကူကူလေးပဲနော်စားလို့လည်းကောင်းတယ်လက်ချက်စားကြည့်နော်ပထမဆုံးမုံညင်းလေးကိုဒီစေးပြီးတော့မှအရင်လေးဖယ်ပြီးတင်လိုက်ပေါ့နော်ကျွန်တော်တို့ဒီမှာအရင်ပိုင်းနေမှာပါဘူးဆိုတော့ဒီလိုလွယ်လွယ်ကူကူပဲဒီလိုအများကြီးယူပြီးဒီလိုပဲတင်လိုက်တယ်နော်အကောင်လုံးကအနုတွေပဲအရင်မပါတော့အရင်နဲ့အကုန်ဖယ်ပြီးတော့ခုတဲ့အခါလည်းပဲဟိုကအနုတဲ့အပိုင်းတွေပဲယူခူးလာတာနော်ဒါလေးကိုချက်မဲ့ဦးတဲ့ထဲမှာပဲပြီးတော့သူ့တဲ့ထဲကိုငရုတ်တိကျက်သူပြကျင်းဒါလေးတော့ထောင်းထားမှာနော်ဒါတော့ပါရင်ချက်မပါမှာဖြစ်ပေါ့နော်ဒါလေးကတော့အများရန်ပါတယ်မုံညင်းလေးကိုချက်မဲ့ဦးတဲ့ထဲမှာပြီးတော့ပါဝင်ပစ္စည်းတွေထဲမှာပေါ့နော်ကျက်သူနီခရမ်းချင်တိပြီးတော့ခုနထောင်းထားတဲ့ကျင်းကျက်သူဖြူငရုတ်တိဒါလေးကိုလည်းထည့်မယ်နော်ပြီးတော့ပဲဖို့နှစ်ချက်မိခင်ထားတာလေးကိုလည်းချိတ်ထည့်လိုက်မယ်နော်ပြီးတော့စီလေးနည်းနည်းထည့်မယ်ဗျပြီးတော့ထုံးစံနေပေါ့နော်စားစနချုပ်မို့ဒါလေးလည်းလူတလောက်ထည့်မယ်နော်ငံပြိုင်လေးနည်းနည်းပေါ်ပြီးဖုံးအုပ်ပြီးတည်ထားလိုက်ရုံပဲဒီမှာဒီဆူလိုက်ပြီးဆိုလို့ဆိုရင်ငွေပေးလိုက်ခန်းချင်လေးတွေကြေတော့ပေါ့နော်ပြီးတော့ခဏပြောင်းအောင်ထည့်လိုက်မယ်ရှားတာလည်းညံ့တယ်နော်လွယ်လွယ်လေးပဲအကြီးပဲတောက်နော်အကြီးပဲဆန်းစားဖတ်ပဲစားမွေးလေးနဲ့အရင်စားလို့ကောင်းတယ်မွေးဆက်လေးပေါ့နော်ဒါဆိုရတော့ရနော်ဒီအနေထားဆိုရတယ်ဒါရှမ်းပြည်ဘက်ကတောရွာတွေမှာတနူးတွေတောင်ရိုးတွေပိုးတွေနော်ရှမ်းတွေချက်စားကြတဲ့မုံညင်းဟန်းလေးတစ်ခွက်ပါလားအားလုံးလက်ချက်စားကြည့်နော်အားလုံးစု